Hello အားလုံးမင်္ဂလာပါဒီနေ့ကတော့ home ပိုင်းတစ်ဖြစ်ပါတယ် home ပိုင်းတစ်ပေါ့နော်ဂျူလီယာဒီနေ့ပေါ့နော် fiber နဲ့ဆော့ပြပါတယ်ဒါလေးရပုံနဲ့လေးပေါ့နော်fiber နဲ့ပုံနဲ့လေးရှိရပေါ့နော်ဒါလိုဗီဒီယိုလေးဒီမှာနဲ့ဒါအပိုင်းတစ်ပေါ့နော် home အပိုင်းတစ်ဖြစ်ပါတယ် home ပိုင်းတစ်ပါကဲ home ပိုင်းတစ်မှာကျတော့တစ်ပင်လေးခုရပါဘာလို့ဆိုတော့ညကြရဲကိုကအိစားဖို့မရှိဘူးပေါ့နော်ခိုင်ပါနဲ့ကြောင့်မှကြာတော့ဒါလေး wrap up ဖြစ်ပါတယ်ကဲဘာလို့ညလုံးနဲ့မိုးထုတ်တော့ပါမယ်ရှင်မိုးမချုပ်ခင်လေးတစ်ပင်ခွဲပါအောင်မယ်မိုးမချုပ်ခင်တစ်ပင်ခွဲပါမယ်ရှင်ကဲမိုးကတော့ညနဲ့တော့မှာပေါ့နော်နေမလည်းဝင်တော့မယ်နေမကလေးတူအများဆုံးခေါ်မှာနေဝင်အကောင့်ဒီပလောင်ထွက်လာပါတော့မယ်အေးပါပြီမိုးလေးပြတ်ပါမယ်မိုးလေးပြီးဆိုတော့အေးရဖြတ်လိုက်ပါမယ်ဆိုတစ်က12ခုရပြီတစ်က12ခုရပြီဆိုတော့ခရက်လိုက်တော့မယ်ပေါ့နော်ဒီတူချောင်းလေးခိပလိုက်လိုက်မယ်ဆိုတော့အဲ့ဒါလေးမှာဒါတစ်ချောင်းလုံးမယ်ဒါတစ်ခုလုံးမယ်ဒါတစ်ခုလုံးမယ်ဒါပဲလုံးနော်ဒါလေးပဲလုံးပါအောင်မယ်တက်ကတော့ဖြစ်တယ်ဟိုဒါပါလေစိတ်နဲ့ခုတ်တော့လောက်အောင်နော်ဒါတောင်မတွေ့သေးလို့ပေါ့နော်အဲ့ဟိုကတောင်အဲ့တောင်ကကြတော့ဘယ်လိုသွားခုတ်ရမှာဘယ်လိုသွားမိုင်းသွားတူရမှာလဲဘိုက်စာမှာပေါ့နော်အဲ့ဘိုက်စာကအကောင်ကြီးကဘယ်စိတ်တက်လို့ရတယ်တိုးတကောင်တော့တွေ့ရင်နောက်မှတက်တော့မယ်ကောင်နောက်ကြရင်ကိတ်မုတ်တော့စားမယ်ပေါ့နော်ဒါ episode 1ဆိုတော့ဒီလောက်ပဲရှိပါသေးတယ်တက်တော့ဖြစ်တဲ့ဒါလေးနဲ့နှစ်ခုတော့okay ရှိခုပြည့်ပြပါမယ်ရှိခုပြည့်ပြီဆိုတော့ဒါလေးလောက်လိုက်အောင်မဟုတ်ပြီokay ရပြီဒါလေးက episode 1မှာအရင်တိုးတောင်းမှမရရှင်ဒါ episode 1မှာ